မင်္ဂလာပါနားဆင်သူတို့ရေဘ ഹു တုဒကိုချစ်မြတ်နိုးသူများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့စောင်းအနှစ်ချုပ်အစီအစဉ်လေးမှာတော့ Stephen R. Covey ရေးသားထားတဲ့ The 8 Habits Effectiveness မှာ Greatness စီတို့ဆိုတဲ့စာအုပ်ကိုမျှဝေသွားပါမယ်ဒီစာအုပ်လေးမှာကလူအများကြီးကြုံတွေ့နေရတဲ့အလုံးမှာစိတ်မပါခြင်းစိတ်အားမရခြင်းကိုယ့်ကိုယ်တန်ဖိုးရှိရလို့မခံစားရခြင်းတို့ကိုဘလို့ကြော်ဖြတ်နိုင်မလဲဆိုတာကိုအဓိကထားပြောထားပါတယ်။ The 8 Habits မှာလူအများစုအလောက်ကိုင်းတဲ့ဘဝအတွင်းစိတ်အားထက်သန်မှုစိတ်ပါဝင်စားမှုပျောက်ဆုံးနေရတဲ့အကြောင်းရင်းတွေကိုဖော်ထုတ်ပြီးရိုးရိုးထိရောက်မှုကိုကြော်လွန်ကအကောင်းဆုံးအဆင့်ကိုရောက်ရှိနိုင်မှုလမ်းညွှန်ပေးထားပါတယ်။ခိုဗီကပြောချင်တဲ့အဓိကအချက်တစ်ချက်ကတော့ကိုယ်မှာရှိတဲ့ကိုယ်ပိုင်စွမ်းရည်အားသာချက်ကိုရှာဖွေပြီးတခြားသူတွေကိုလည်းသူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုရှာဖွေနိုင်အောင်ကူညီပေးနိုင်မှုပဲဖြစ်ပါတယ်။ဒီအယူအဆကအဓိပ္ပာယ်ပြည့်ဝပြီးအကျိုးသက်ရောက်မှုရှိတဲ့ဘဝတစ်ခုကိုတိစောက်ချင်သူတိုင်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်။သင်ဟာလုပ်ငန်းကောင်းဆောင်တစ်ဦးဖြစ်စေဘဝမှာပျောက်ဆုံးနေတယ်လို့ခံစားနေရသူဖြစ်စေဒါမှမဟုတ်အလုပ်ကိုပျော်ရွှင်စွာထိရောက်စွာလုပ်ချင်သူဖြစ်စေဒီစာအုပ်ကသင်ဘဝနဲ့အလုပ်အကိုင်ကိုပြောင်းလဲစေနိုင်တဲ့လက်တွေ့ကျတဲ့အကြံဉာဏ်များကိုပေးစွမ်းနိုင်ပါတယ်။စာရေးသူ Stephen R. Covey ဟာနာမည်ကြီးခေါင်းဆောင်မှုပညာရှင်အဖွဲ့အစည်းဖွံ့ဖြိုးရေးကျွမ်းကျင်သူဖြစ်ပြီး Franklin Covey ကိုပူးတွဲတည်ထောင်သူပါ။ Time Magazine မှာ American အကျိုးသက်ရောက်မှုအများဆုံးလူ25ဦးထဲမှာတဦးဖြစ်ချီးမြှင့်ခံထားရသူလည်းဖြစ်ပါတယ်။ဒီနေ့အပိုင်းမှာ The 8 Habits ကသင်မှာရှိတဲ့ကိုယ်ပိုင်စွမ်းရည်အားသာချက်ကိုရှာဖွေပြီးကိုယ်တိုင်နဲ့တခြားသူတွေကိုအကောင်းဆုံးအဆင့်စီဦးတည်စေနိုင်ပုံကိုလေ့လာကြပါစို့။အပိုင်း1 Effectiveness ကနေ Greatness စီတို့ဒီနေ့ခေတ်မှာလူအများစုဟာအလုပ်ကိုလုပ်နေကြပေမဲ့စိတ်ပါလက်ပါမလုပ်နိုင်ကြဘူး။ကိုယ့်ကိုယ်ရေးမပါဘူးလို့ခံစားနေရပါတယ်။ဒါဟာကျမတို့အလုပ်မစူးစမ်းလို့မဟုတ်ပါဘူး။ခိုဗီကပြောတာကကျွန်ုပ်တို့ဟာစက်မှုခေတ်ကနေသတင်းအချက်အလက်နဲ့ဉာဏ်ရည်လက်သားခေတ်စီကိုရောက်ရှိလာပါပြီ။ဟောင်းနှောနေတဲ့ခေါင်းဆောင်မှုစနစ်တွေကဒီနေ့ခေတ်နဲ့မကိုက်ညီတော့ပါဘူး။ဒီကနေ့ခေတ်မှာလူတစ်ယောက်ရဲ့စိတ်ကူးအတွေ့တီထွင်နိုင်စမ်းကကုမ္ပဏီတစ်ခုရဲ့အောင်မြင်မှုကိုဆုံးဖြတ်နိုင်ပါတယ်။ဒါကြောင့်လူတစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်အားသာချက်ကိုလေးစားပေးနိုင်တဲ့ပတ်ဝန်းကျင်မရှိရင်အကောင်းဆုံးအဆင့်ကိုမရောက်ရှိနိုင်ပါဘူး။အပိုင်းနဲ့ကိုယ်ပိုင်အားသာချက်ကိုဖန်တီးပေးတဲ့တဘာဝလက်ဆောင်များခိုဗီကလူတိုင်းမှာမွေးရပါလက်ဆောင်ကြီးတစ်ခုရှိရလို့ပြောပါတယ်။အဲ့ဒါကတော့ကိုယ်တိုင်ရွေးချယ်နိုင်တဲ့လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ကျမတို့ဟာဖြစ်လာတဲ့အခြေအနေအားလုံးကိုမထိန်းချုပ်နိုင်ပေမဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ဒီရွေးချယ်နိုင်စွမ်းကကိုယ်ပိုင်စွမ်းရည်ကိုရှာဖွေဖို့အခြေခံအုတ်မြစ်ပါပဲ။ခိုဗီကနောက်ထပ်လူတိုင်းမှာဖွံ့ဖြိုးစေတဲ့ဉာဏ်ရည်၄မျိုးရှိရလို့ပြောပါတယ်။နံပါတ်1ကိုယ်ခန္ဓာဆိုင်ရာဉာဏ်ရည်နံပါတ်2အတွေးခေါ်ဉာဏ်ရည်နံပါတ်3ခံစားချက်ဆိုင်ရာဉာဏ်ရည်နံပါတ်4ဝိညာဉ်ရေးရာဉာဏ်ရည်ဒီ၄မျိုးစလုံးညီညွတ်စွာဖွံ့ဖြိုးလာတဲ့အခါကိုယ်တိုင်ဖြစ်တဲ့ကိုယ်ပိုင်စွမ်းရည်အားသာချက်ကသဘာဝကျကျပေါ်လာပါတယ်အပိုင်း3ခေါင်းဆောင်မှုအဓိပ္ပာယ်အသစ်ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာအမိန့်ပေးတဲ့သူမဟုတ်ပါဘူးခိုဗီရဲ့အဆိုအရခေါင်းဆောင်ကောင်းဆိုတာတခြားသူတွေကိုသူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုရှာဖွေနိုင်အောင်ကူညီပေးတဲ့သူဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းတစ်ယောက်မှာအရေးကြီးတဲ့အခန်းကဏ္ဍ၄ခုရှိပါတယ်။လမ်းကြောင်းပြနိုင်ခြင်းကိုယ်တိုင်လိုက်နာပြသနိုင်ခြင်းစိတ်အားထက်သန်မှုဖန်တီးခြင်းစနစ်တကျစီမံခန့်ခွဲခြင်းဒီအရာတွေကိုဉာဏ်ရည်၄မျိုးနဲ့ပေါင်းစပ်နိုင်မှအဖွဲ့အစည်းတစ်ခုလုံးအကောင်းဆုံးအဆင့်စီကိုရောက်ရှိနိုင်ပါတယ်။အပိုင်း၄စောင့်နေုံမှလှုပ်ရှားလှုပ်ဆောင်ခြင်းလူအများစုကအခြေအနေကောင်းလာရင်လုပ်မယ်လို့စောင့်နေတတ်ကြပါတယ်။ဒါပေမဲ့ခိုဗီကပြောတာကအခြေအနေကောင်းလာတာကိုစောင့်မနေပဲကိုယ်တိုင်လှုပ်ရှားလိုက်တဲ့အခါမှာအခြေအနေပြောင်းလဲလာတာဖြစ်ပါတယ်။ကိုယ်ပိုင်စွမ်းရည်အားသာချက်ကိုအသုံးချရတဲ့အခါကိုယ့်ဘဝလမ်းကြောင်းကလည်းပြောင်းလဲလာပါတယ်။အပိုင်းကယုံကြည်မှုတည်ဆောက်ခြင်းယုံကြည်မှုမရှိရင်ဘယ်အဖွဲ့အစည်းမဆိုရေရှည်မတည်တတ်နိုင်ပါဘူး။ခိုဗီကယုံကြည်မှုတည်ဆောက်ဖို့အခြေခံအချက်၃ချက်ကိုပြောပါတယ်။ဂရိကိုထိမ့်သိမ်းပါလေးစားမှုနဲ့ဆက်ဆံပါအမားလုံးမိရင်တောင်းပန်ပါဒီအရာတွေကကိုယ်စွမ်းရည်ကိုတခြားသူတွေယုံကြည်စေဖို့အခြေခံပဲဖြစ်ပါတယ်။အပိုင်း6ပရိပခတွေကိုနားထောင်ခြင်းနဲ့ဖြေရှင်းခြင်း
အငင်းပွားမှုတွေမှာအရင်ဆုံးနားထောင်ပါနားလည်ပြီးမှကိုယ့်အမြင်ကိုပြောပါတစ်ဖက်တည်းအနာယူတာမဟုတ်ပဲနှစ်ဖက်စလုံးအကျိုးရှိတဲ့တတိယလမ်းကိုရှာဖွေပါအပိုင်း9အခြေခံတန်ဖိုးများနဲ့ကိုက်ညီအောင်ဖန်တီးခြင်းအဖွဲ့အစည်းတစ်ခုမှာတန်ဖိုးတွေမညီညွတ်ရင်လူတွေကစိတ်ရှုပ်ထွေးတတ်လာပါတယ်ခေါင်းဆောင်ကစကားနဲ့မကလုပ်ရနဲ့ပါကိုယ့်ရဲ့တန်ဖိုးတွေကိုပြသနိုင်ရပါမယ်အပိုင်း10လွတ်လပ်ခွင့်ပေးခြင်းဝန်ထမ်းတွေကိုယုံကြည်ပြီးတော့တာဝန်ပေးပါအစီအစဉ်ဆွဲခြင်းတောင်းတခြင်းတွေကိုပါဝင်ခွင့်ပေးရင်သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ဖန်တီးနိုင်စွမ်းနဲ့တိုးလာပါတယ်။ညီကုန်းချုပ်အနေနဲ့ The 8 Habit ကကိုယ့်ရဲ့စွမ်းရည်အားသာချက်ကိုရှာဖွေဖို့နဲ့တခြားသူတွေကိုလည်းသူတို့ရဲ့အားသာချက်ကိုရှာဖွေနိုင်အောင်ကူညီပေးဖို့လမ်းညွှန်တဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အကြောင်းအရာတွေကိုလက်တွေ့အသုံးချနိုင်ရင်အလုံးမာသာမကဘဝတစ်ခုလုံးမှာပါအတိတ်ပဲရှိရအောင်မြင်မှုကိုရရှိနိုင်ပါလိမ့်မယ်။ကျမတို့ရဲ့စာအုပ်အနှစ်ချုပ်စီစဉ်လေးကိုစောင့်ပြီးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒီစာအုပ်လေးကနားဆင်သူတို့အတွက်တစ်ခုခုထူးခြားသွားစေတယ်အကျိုးရှိရလို့ခံစားရတယ်ဆိုရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်။နောက်အပိုင်းမှာလည်းစာအုပ်ကောင်းတစ်အုပ်နဲ့ပြန်တွေ့ကြမယ်နော်။ပျော်ရွှင်စွာနားထောင်ပါပျော်ရွှင်စွာဖတ်ပါပြီးတော့အတိတ်ပဲရှိစွာနေထိုင်ပါ